ပတ်စံရှင်ဘုရားတည်တယ်ဘုန်းကြီးတွေလည်းဒီတိုင်းပဲပတ်စံရှင်ငကယုံဘုရားအဆူ900 1000 2000အဲ့တော့စာပေနဲ့မညီဘူးအဲ့ဒါကဦးဇင်းတို့ပြောရတယ်နော်ဘုရားတွေအများကြီးတည်တာကုသိုလ်မရဘူးမဆိုလို့ဘူးနော်ဘုရားတည်တာကုသိုလ်ရတယ်ဒါပေမဲ့အကျိုးမများဘူးစာပေနဲ့လည်းမညီဘူးဦးဇင်းတို့ရဲရဲပြောရတယ်စာပေထဲမှာဘာပါတယ်လဲဆိုတော့အပဋိဋ္ဌိတဒိတာပါကေဆိုတာဇေဒီမရှိတဲ့နေရာမှာပဲတည်ရမှာဟုတ်ပြီနော်ဇေဒီဆိုတာဘယ်နေရာမှာတည်ရမှာလဲမရှိတဲ့နေရာမှာတည်ရမှာနော်ဗုဒ္ဓဘာသာဝင်တွေတော့ရှိတယ်ဒါပေမဲ့ဘုရားရှင်ကိုပူဇော်ခြင်းနဲ့ဘယ်လိုပူဇော်မှမသိဘူးအဲ့လိုဘုရားကိုပူဇော်ခြင်းမှလည်းတဲ့ပူဇော်စရာမရှိတဲ့နေရာမျိုးမှာဇေဒီတည်ရမှာဘုရားတည်ရမှာဟုတ်ပြီနော်ကြွားတရားမှာတော့မှဇေဒီနှစ်စုမရှိသင့်ဘူးတဲ့စာထဲမှာပါတယ်နော်ဦးဇင်းတို့စကားမဟုတ်ဘူးထက်ကရာမှာတိုက်ရိုက်ပါတယ်ရွာတရားမှာတော့မှဇေဒီနှစ်စုမရှိသင့်ဘူးကုသိုလ်မရအောင်မပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကဲထားပါတော့ဇေဒီနှစ်စုရှိမယ်ဘာဖြစ်သွားတယ်လဲဆိုတော့လူတွေဟာဇေဒီနှစ်စုရှိရင်ဇေဒီနှစ်စုလုံးကိုပြပြဝဝမပူဇော်နိုင်ဘူးဟိုဘုရားကိုသွားမလို့ဒီဘုရားသွားမလို့လေအဲ့မှာရွေးလာပြီလေဟိုဘုရားကတကိုးကြီးတယ်ဒီဘုရားတကိုးမကြီးဖြစ်လာပြီမလားနော်ဖြစ်လာပြီဦးဇင်းတို့ရန်ကုန်မှာဆိုရင်လည်းရွှေတကိုးမှသွားချင်တာတခြားဘုရားမသွားချင်ဟုတ်တယ်မလားရွှေတကိုးကဘိုးတကိုးကြီးတူလို့ဖြစ်လာတာအဲ့တော့ဘုရားတဆူတန်းဆိုရင်တရွာလုံးကဝိုင်းပြီးတော့ပူဇော်နိုင်တယ်အကောင်းဆုံးပူဇော်နိုင်တယ်အသက်ပဲဆုံးပူဇော်နိုင်တယ်နှစ်ဆူရှိပြီဆိုရင်ဟိုဘုရားကိုသွားပူဇော်ရမလားဒီဘုရားသွားမလားအဲ့တော့တဆူဖက်ကိုအားတန်သွားနောက်တဆူကဘာဖြစ်သွားလဲခြုံနေနဲ့နော်ရင်ကြီးတွေတန်းလို့ဖယားကိုပုံမှန်ဆုံးကတ်တဲ့လူလည်းမရှိဘူးပုံမှန်ပန်းပူဇော်တဲ့လူလည်းမရှိဘူးနော်ဖယားကိုလည်းတောက်တောက်ပြောင်ပြောင်မထားနိုင်တော့ဘူးဟုတ်တယ်မလားတတိထားကြည့်လိုက်အဲ့ကြောင့်ဦးဇင်းတို့အမြဲတမ်းပြောတယ်ရှိနေတဲ့ဖယားကိုပုံမှန်ဆုံးကတ်နိုင်အောင်ကြိုးစားအောင်လို့နော်ဆုံးမဝတဲ့ဖယားတွေအများကြီးပဲနော်ဒါစာပေထဲမှာပါတယ်နော်ဒါကြောင့်တဲ့ဖယားအများကြီးမတည်နဲ့နော်ရှိတဲ့ဘုရားကိုအကောင်းဆုံးပူဇော်မရှိတဲ့နေရာဆိုရင်တည်တင်လားမတည်တင်ဘူးလားမရှိတဲ့နေရာဆိုတာကဗုဒ္ဓဘာသာတွေတော့ရှိတယ်ဟုတ်ပြီနော်အေးဘုရားစီတွေမရှိတဲ့နေရာပြောတာနော်ဗုဒ္ဓဘာသာလည်းမရှိဘူးပူဇော်မဲ့လူမရှိရင်လည်းကောင်းလားဘုရားတည်တယ်ဆိုတာကဗုဒ္ဓဘာသာဝင်တွေရှိတယ်ပူဇော်မဲ့လူရှိတယ်ပူဇော်စရာမရှိတဲ့အခါနားလည်ပြီနော်တချို့ကအဲ့လိုတောင်းရှိရင်စီတွေလိုက်တယ်လားဦးစင်ဒီဘက်မှာမွန်ပြင်းနေတဲ့ဟိုခီးထွက်လာရင်တွေ့တယ်ဘုရားမရှိတဲ့တောင်မရှိဘူးထင်တယ်တောင်းတိုင်းမှာဘုရားရှိတယ်အဲ့ဒီဘုရားကိုဘယ်သူသွားပူဇော်လဲဆိုဘယ်သူမှမပူဇော်ဘူးရကုစုံနဲ့တွေပူဇော်တော့မသိဘူးပေါ့နော်အဲ့တော့ဘယ်သူမှအဲ့တောင်ထိပ်ကိုမတက်နိုင်ပါဘူးနော်အဲ့တော့ဘာဖြစ်လို့လဲမသိဘူးတောင်းရှိရင်ဘုရားလိုက်တယ်ရတာကြီးပဲဆိုတော့ဦးဇင်းတို့ဒါကြောင့်ဒီဦးဇင်းတို့ဘီလင်းကနော်တောင်ဆုံးကဓမ္မဒုတန်ဆရာတော်ကြီးအားလုံးကြားဖို့ကြမယ်ထင်တယ်နော်ပြန်တော်မူသွားပြီဆရာတော်ကြီးခဏပြောတယ်ဇေဒီတဲတယ်ဘုရားတဲတယ်ဆိုတာသာသနာတကွန်းထူတာတဲ့ဘာထူတာသာသနာတော်တွေထွန်းကားလာတဲ့အခါဗုဒ္ဓဘာသာဝင်တွေများလာတဲ့အခါပူဇော်စရာမရှိလို့ဘုရားကိုစားဓာတ်တော်ကိုဌာပနာပြီးတော့ဇေဒီတဲကြတယ်ဘုရားကိုစားစင်းတော်ထုပြီးတော့ဩဒိတဇေဒီနဲ့ပူဇော်ကြတာတဲ့အဲ့တော့ပူဇော်တဲ့လူတွေရှိတဲ့နေရာမှာပူဇော်စရာမရှိလို့သာသနာတကွန်းထူတဲ့အနေနဲ့ဇေဒီတဲတာဘုရားပူဇော်တာဒါကြောင့်ဦးဇင်းတို့ဘုရားဇေဒီဆိုတာကပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးနော်အေးပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးဒါစာပေထဲမှာပါတယ်ဒီနေ့ခေတ်ကဘာဖြစ်လို့လဲမသိဘူးပတ်စံရှိရင်ဘုရားတည်မယ်ဇေဒီတည်မယ်ဆိုတာကြီးပဲသာသနာတော်မှာပရိယပฏิပတ်အားထုတ်နေတဲ့တန်ဃာတော်တွေအများကြီးပဲအဲ့လိုပရိယတိအားထုတ်နေတဲ့တန်ဃာတော်တွေလိုအပ်တဲ့စာအုပ်စာတမ်းတွေလူတန်းလိုက်ပိုမကောင်းဘူးလားပိုအကျိုးများတာပေါ့တက်ရှိဘုရားတွေနော်စာပေသင်ကြားနေတဲ့ပို့ချနေတဲ့ဆရာတော်တွေကဘာဘုရားတွေလဲတက်ရှိဘုရားတွေအဲ့တက်ရှိဘုရားတွေကိုမေ့ပြီးနေရတာနော်တက်ရှိဘုရားတွေမေ့နေကြတာအေးကောင်းပြီဒါကဖယားတေတာနဲ့ပတ်သက်ပြီးဒါစကားတစ်ခုနည်းနည်းကြားဖြတ်ပြောလိုက်တယ်နော်အလူပေးခြင်းရင်မစားနိုင်တဲ့လူကိုကျွေးဟုတ်ပြီနော်မဝတ်နိုင်တဲ့လူကိုပေးမြို့ထဲကစားနိုင်တဲ့လူတွေခေါ်ပြီးအလကားလောကမလုံးနဲ့အာကုသိုလ်ကြီးပဲရှင်းလားစားတဲ့လူကဝေပါအောင်မှာသူက6ကငန်းတာအရင်လူကကောင်းတယ်နောက်လူကမကောင်းဘူးနဲ့ရှုပ်ဆက်ခတ်ဟောမစားနိုင်တဲ့လူတွေကျွေးသားမှာမလို့အလူအရက်ကိုတွေ့မှာသူတို့ကဒီတလုတ်ကိုရဖို့လွယ်တာမှမဟုတ်ဘူးနဲ့ရှင်းလားဗမာတွေမလူတတ်လို့မွဲနေတာရှင်းသလားဒီမှာမိဘပဲကုညီဆောင်ရှောက်ရေးမရှိစင်းရတာထောက်ပံ့ရေးများဘာတစ်ခုအသေးမှမရှိဘူးဗုဒ္ဓဘာသာနိုင်ငံနဲ့ရှက်ဖို့တော့ကောင်း
ရှင်းလားဟိုက AIDS ဖြစ်နေတဲ့လူတွေအနာကြီးယောဂဖြစ်နေတဲ့လူတွေထောက်ပံ့မဲ့လူမရှိဘူးဗုဒ္ဓဘာသာတွေမေတ္တာထားလူချင်းထောက်ပံ့မျိုးတဲ့ဂုံလုံးတဲ့လူတွေလုံးနေပါနဲ့အပူတွေကြီးပဲကျုပ်မြင်တိုင်းပြောရရင်ဗမာပြည်နောက်ထပ်ဖျားကိုတည်စရာမလိုတော့ရှိတဲ့ဖျားကိုတောင်းစေအောင်ဆောမစားဟမ်အဲ့တော့စလင်းကဖျားအကုန်လုံးကိုဘယ်သူဆုံးကတ်အဲ့ဒီအသာထားလို့မလဲဆွမ်းစားကန်ဒီဘုန်းကြီးတွေဆွမ်းကပ်ပြီးရတောင်ဖျားလမ်းကြီးတော့ဆွမ်းမကသေးလို့ဟဲ့လောက်ကြပါအောင်ငါတို့ရှိရတဲ့နဲ့ဆွမ်းတော့မငတ်ပါစေနဲ့ရှင်းသလားအဲ့ဒါဂုံလို့ပြီးတော့ဟိုဖျားတဲခြင်းနဲ့ဒီဖျားတဲရှိတဲ့ဖျားဆွမ်းတောင်းစေအောင်ကအောင်ရှင်းလားမယောင်ရာစီလူပြီးအပေါ်လုံးလုံးနေလို့ခင်ဗျားတို့ငွဲပြီးရင်ဆင်းရဲပြီးရင်အကြောင်းလည်းမသိလောကမှာမှလည်းမသိအဲ့တော့ကာမဘဝပြည့်စရာဇာတိဆိုတော့အဲ့ဒါရိုးရိုးမသွားနဲ့တော့ဒေဩဇာတိရှင်းသလားအဲ့လူဖြစ်ကျွန်းတတ်သလားလူဖြစ်ရှုံးတာသိလို့လားမသိလို့လားမသိတာကရမ်းလောက်တာကရတာခန္ဓာဘယ်နှပါး၅ပါးရတော့အဲ့၅ပါးမခင်ဘူးလားခင်တာကရိုးရိုးလားဆွဲဆွဲလန်းလန်းဆွဲလန်းတာကအာထုတ်တာကကာမဘဝပြန်အာထုတ်တော့ကာမဘဝပြည့်စရာဇာတိဇာတိဆိုတော့ခန္ဓာဘယ်နှပါးဇာတိပြည့်စရာစရမရဏမွေးပြီဆိုမှတော့သိရမှာဖြစ်ပြီးရင်မွေးပြီးမသေးတဲ့လူမွေးပြီးမသေးတဲ့လူလောကမှာဘယ်တုန်းကမှမရှိဘူးမှတ်တာအာမုံမသလို့ဘိုးဘအောင်မသေးဘူးတဲ့ဟမ်ဟုတ်လားတွေ့ဘူးလားဘိုးဘောဘုံမင်းကောင်မသေးဘူးလို့ပြောတယ်ဟမ်ရှိလားဖြစ်နိုင်သလားအယူတွေအဲ့ဒါမှန်ပါဗျာဟမ်အယူတွေမှန်ပါဗျာအယူပြောတဲ့စကားကိုအနတ်နေရယုံရှင်းလားအသေးတွဲလည်းမရှိဘူးရှင်းတော့လားအားလုံးကရှိုးတော်မူတာပဲဟမ်သဘောပါသလားသုတိပိပရိသေသွားတာဟေးဘယ်သူမှအသေးလည်းထွက်လို့မရဘူးရှင်လည်းမထွက်လို့မရဘူးစိတ်ဆိုတာဖြစ်နာမ်ဆိုတာလည်းဖြစ်ဒီမှာအကြောင်းတရားလည်းဖြစ်ပြီးရင်ဒီမှာလေအဝိဇ္ဇာပစ္စယကောင်းပြီအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဆိုတော့အဝိဇ္ဇာချုပ်ရင်သင်္ခါရလည်းချုပ်တယ်သင်္ခါရနိရောဓဝိညာဏနိရောဓပြောသင်္ခါရနိရောဓသင်္ခါရချုပ်ရင်ဝိညာဉ်ချုပ်တယ်ဝိညာဉ်ချုပ်ရင်နာယုတ်ချုပ်တယ်နာယုတ်ချုပ်ရင်သလယနာချုပ်ရင်ဖတ်တာချုပ်ရင်ဝေဒနာနိရောဓဝေဒနာချုပ်ရင်တဏှာနိရောဓတဏှာချုပ်ရင်ဥပါဒံချုပ်ရင်ကာမဘဝချုပ်တယ်ကာမဘဝချုပ်မှတော့ဇာတိချုပ်ရင်အင်္ဂါဘယ်နှပါးချုပ်သွားမှဘယ်ရောက်မှာရှင်းလားကဲဒါပေမဲ့ဖြစ်တတ်ကြိုက်လားပြက်တတ်ကြိုက်မဲကိုတော့ဘာမှမတတ်ကဲမေးသမောင်မစီးပွားဖြစ်တတ်ကြိုက်လားစီးပွားပြက်တတ်ကြိုက်စီးပွားကြဖြစ်တတ်ကြိုက်တယ်တဲ့ဘာမှမကြိုက်ဘူးမလားဘူးသူလက်ပိတ်သွားမှဆိုလို့နော်ပါဇက်ကပြောလိုက်ရုံနဲ့လက်ပိတ်သွားသလားကိုအလုံးမတဲ့မှပိတ်ပါတကယ်ရှိတာအကြောင်းတရားနဲ့အကြောင်းကောင်းရင်အဲ့ဒါဒီမှာကြည့်ပါပရိစ္ဆေသမုပ္ပါချတဲ့နေရာမှာဟောဒီမှာအနီရောင်လေးတွေအဲ့ဒီအနီရောင်ကဘယ်တော့ချ8ခွက်ချပါတယ်ဒီဘက်မှာ9ခွက်ဒီဘက်မှာ3ခွက်အဲ့ဒါဝိပါကဝ8ပါအမေဝမ်းဆောင်တွေကမွေးလာကြတဲ့မွေးတာသာထပရိသေတွေနေကြတဲ့ကဒီဘဝစုတေနောက်ဘဝဇာတိပရိသေတွေနေတော့မယ်ဆိုရင်ဝမ်းခေါင်းအောင်းအောင်မဲ့လူကဝမ်းပြင်းနီရဲကြီးမြင်လာတယ်အဲ့တော့အဲ့ဒီချိန်ကလေးကအနီရဲနဲ့စားခဲ့တာသုတ်တန်သဇသင်္ချိုင်းဝရောက်တဲ့ဒီသွေးတန်ရဲရဲနဲ့သွားရလို့သူ့ကိုဘာရောင်ပေးတာနေရောင်အတိပဲမဲ့လှုပ်ထားတာတခုမှမရှိဘူးရှင်းသလားအဲ့တော့တကယ်ရှိတာအကြောင်းတရားနဲ့အားလုံးနားလည်ပြီနော်အဲ့တော့ပရိစ္ဆေသမုပ္ပါအင်္ဂါ12ပါးရဲ့တရားကိုသဘောလေးလောက်ပဲပြောနိုင်ပါတယ်အပြည့်အစုံသိချင်ရင်တော့ဆက်လက်လေ့လာကြပါတလောက်နဲ့တင်းတိတ်ပြီးမနေကြပါနဲ့အဝိဇ္ဇာပစ္စယသင်္ခါရရွတ်နိုင်ယုံနဲ့ငါတရားသိပြီလို့လဲအဆိုပါနဲ့ပါအဝိဇ္ဇာသဘောကိုသိရမယ်သင်္ခါရသဘောကိုသိရမယ်တရားတစ်လုံးအကြောင်းပြောရင်ဒီနေ့တပည့်တော်တို့ဒီခန္ဓာကြီးနဲ့ဒီဒုက္ခတွေဘာကြားနေတယ်ဘုရားလို့ပြောရင်အဝိဇ္ဇာကြောင့်ရရှင်းနော်တဏှာကြောင့်ရတယ်ဟောဘယ်တစ်လုံးဖြစ်ဖြစ်သက်ဆိုင်နေတာ
ရှင်းတယ်နော်ဒါဖြင့်အဝိဇ္ဇာနဲ့တဏှာအရင်ကံဥပါဒံကံကြောင့်ယုံနံပေါ်အပင်မှာမျိုးမှအပင်အမြင်မပြတ်ဆက်ဆက်သိဟံကံကြောင့်နာယုတ်ကြောင့်ကံအဖန်ပန်ဖြစ်ပြန်ဤအလျောအဲ့ဒါလေးကိုမပြတ်ရွတ်ပေးမပြတ်ဆင်ခြင်ပေးအရင်ခန္ဓာအဝိဇ္ဇာနဲ့တဏှာအရင်ခံဘယ်သူကြောင့်အဝိဇ္ဇာနဲ့တဏှာအရင်ခံဘယ်သူကြောင့်တို့ဥပါဒံကနေမှကံကြောင့်ယုံနံအပင်မှာအဲ့ဒါပဲအမြင်မပြတ်ဆက်ဆက်နေတဲ့တန်တရားကြီးမှာအပင်ကစလားမျိုးကစမျိုးပဲရအဲ့အပင်ပဲရဖြစ်ကျဲဦးနဲ့ကျမလိုပဲဟမ်ကျဲဦးကစလားကျမကစအဲ့ကျမပဲရသဘောပါသလားဘာဖြစ်နေတာတော့ဒါမို့လို့ဘုရိစ္ဆသမုပ္ပါကိုဘာလုပ်ထားအဝိုင်းလုပ်ပေးထားတာခင်ဗျားတို့အဝိုင်းပြေးနေတာဓာတိပစ္စယဇရာမရဏအိုသေးပြီဆိုတော့အဲ့ဒီမှာသောကပရိဒေဝဒုက္ခဒေါမနတမလာဘူးလားသောကပရိဒေဝဒုက္ခဒေါမနတဖြစ်နေတဲ့လူကအမှန်သိမလားမသိတာကအဲ့ဒီပြတာပဲအာသဝသမှုတရားအဝိဇ္ဇာသမှုတရားဆိုပြီးဒီမှာအာသဝတရားတွေလာတဲ့အခါကျတော့အဝိဇ္ဇာပြန်ပတ်ဒါကြောင့်မို့ဘာလုပ်လဲအဝိုင်းပြေးနေတာရှင်းတယ်နော်အဲ့တော့အခုဒီရရှိအဝိုင်းပြေးပဲဆက်ပြေးမလားလွတ်အောင်လုပ်ဘာနဲ့မှလွတ်အဲ့တော့ဒီရရှိတို့အကြောင်းကျိုးဆက်ကြမလားဖြတ်ကြပဋ္ဌာန်းတွေရောဆက်ကြမလားဖြတ်ကြတိုက်တွေရောဆက်ကြမလားဖြတ်ကြတခါလည်းမေးခဲ့မှဖြစ်မှာဘယ်ရှင်ဖျားတဲ့တပည့်တော်ပဋ္ဌာန်းဆက်ပါတယ်ထင်တယ်တော့ပါတော့ဘယ်ပဋ္ဌာန်းမှလာမဆက်ပါနဲ့ဟမ်တော်ပါသလားဒီလိုပဋိစ္စသမုပ္ပါဆက်ရအောင်ဗျာတော့ဆက်ရင်ချမ်းသာမလားဆင်းရဲမလားအခုဆက်ခဲ့သမျှဘာသစ္စာရလဲသမုဒိယသစ္စာလောက်လိုက်တန်တရားလဲနေတာအဲ့တော့သမုဒိယသိမ့်မှဒုက္ခငြိမ်းမှအဲ့တော့ဓာတ်လည်းမဆက်နဲ့ပဋ္ဌာန်းလည်းမဆက်နဲ့တိုက်လည်းမဆက်နဲ့အကုန်လုံးဖြတ်အဲ့ဒါတိုက်เสียစီသွားဖြတ်မလားကိုညံနဲ့ကိုဖြတ်အဲ့ဒါလည်းမထောင်တို့ကြဖြတ်ဆိုလို့တပည့်တော်တိုက်เสียလိုက်ရှာနေတာဖြစ်နေဦးမယ်ရှင်းသလားဘာနဲ့ဖြတ်မလို့ညာနဲ့ဖြတ်တော့ခန္ဓာဘယ်နှပါလဲဘယ်ချိန်ကြီးဖြစ်ပြီးတော့အကြောင်းတရားလည်းဖြစ်ပြီးရင်အကျိုးတရားလည်းဖြစ်ပြီးရင်ဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကဘယ်ကသစ္စာလာရင်ဒီဘက်ကတဏှာဥပါဒံကံနေလာအောင်မလားသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအဲ့ဒီကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကြိုက်ကြမှာသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်ပဋိစ္စသမုပ္ပါအကြောင်းကျိုးဒေသနာကိုပိုင်းခြားထင်မြင်သိအောင်ကြိုးစားကြပြီးတော့ဘုရားဖူးနိုင်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့နားကြ